ပြတော့ဆိုတာအဲ့လိုလေလူငယ်တွေပေါ့အဲ့လိုပျော်ကြပျော်ရှင်နဲ့ကြည့်နေတော့ဟောတာခံပြီးလည်းဖြစ်နေတယ်ကလေးတွေနဲ့လူငယ်တွေကတော့အဓိကကိုကြိုက်တာပေါ့နော်ကလေးတွေတွေဆာမရတာနော်အဓိကတော့အဲ့လိုပေါ့ဇကားတွေအမတ်တမတ်ဟာတာအိုက်တွေလေးတွေပေါ့နော်စက်ကြီးဆောင်းဗာပြတာလည်းဖက်ရှင်လေးတို့အဲ့လိုလေးတွေကကောင်းနေနေရေးခဲ့လာရေးခဲ့လာကဲနော်ဒီလောက်မတက်ပြီးတော့ဆောင်းလဲဝင်ပြီးဗာဆက်ပြလည်းသိကြလားရန်သိချင်လို့ကြိုက်တယ်ရန်ကြိုက်တယ်သိလားခုနဲ့ဝင်ရီခိုင်းလိုက်လေအဲ့လိုမျိုးအဲ့တော့ဒါဖိတ်တိုင်းထုံတင်နေတိုင်းဖြစ်တယ်အဲ့တော့ရုပ်ပေးပါပရိသတ်တွေထပ်ပြီးတော့လာကြည့်ဖို့တက်လာဖိတ်ကဒီနေ့ဆို Sunday ဆို3ရက်ရှိပြီပေါ့နော်ရုပ်တင်နေတာပါလာရောက်ပြီးတော့နော်ကြည့်ရှုအားပေးစေချင်ပါတယ်အရင်ရီရပြီဘဝအမောတွေပြည့်စီပါတယ်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဘာလဲဘာလို့ပြရတာအရန်ကိုအမြဲတော့ကြပါတယ်အမြဲလည်းအားပေးပါလောက်မနဲ့လို့ရီပြပါလားမဟုတ်နဲ့လို့ရီတတ်ပါလေအရန်တော့ကြပါတယ်အမြဲအပေးနေပါတယ်အမြဲလည်းဆက်ပြီးတော့အောင်မြင်ပါစေကြိုးစားသွားပါလို့เนาะပြောချင်ပါတယ်လို့ဟုတ်ဟုတ်ဘယ်အခါကိုကြိုက်ဆုံးလဲဒီနေ့ကြည့်ရတာဘယ်အခါကိုကြိုက်ဆုံးလဲအဲ့ပေါ့ဇက်ဆောင်နေတာကြိုက်လားချဲပုံစံလေးအဲ့ဒါလေးရအသက်ပေါ့နော်မချူရဲ့အသက်